ခရီးသွားလူကတောထဲကနေပြန်လာပြီးနောက်ရွာထဲမှာတိတ်တိတ်လေးနေခဲ့တယ်။သူ့မျက်နှာမှာကြောက်ရွံ့နေတဲ့အရိပ်တွေအမြဲရှိနေတယ်။ရွာသားတွေကအဲ့ဒီနေ့ညကဘာတွေဖြစ်ခဲ့လဲဆိုတာထပ်မေးကြတယ်။ဒါပေမဲ့သူကအနည်းငယ်ပဲပြောခဲ့တယ်။အဲ့ဒီတောထဲမှာတခုခုရှိတယ်။အဲ့ဒီစကားကရွာသားတွေကိုပိုပြီးစိုးရိမ်စေခဲ့တယ်။ဒါပေမဲ့ရွာထဲမှာအိုမင်းနေတဲ့အဖိုးတစ်ယောက်ရှိတယ်။သူကတောနားမှာအရွယ်ငယ်ကလေးကနေခဲ့တဲ့သူဖြစ်တယ်။အဲ့ဒီအဖိုးကတနေ့မှပြောတယ်။အဲ့ဒီတောကိုတိုက်တောလို့ခေါ်ကြတာအကြောင်းမရှိဘဲမဟုတ်ဘူး။ရွာသားတွေကအဲ့ဒီစကားကိုစိတ်ဝင်စားစွာနားထောင်ကြတယ်။အဖိုးကတဖြည်းဖြည်းပြောလာတယ်။ရှေးအချိန်တုန်းကအဲ့ဒီတောထဲမှာလူတွေမမြင်ရတဲ့တကဘာတစ်ခုရှိတယ်လို့လူတွေယုံကြည်ကြတယ်။အဲ့ဒီကဘာကိုတိုက်လောကလို့ခေါ်ကြတယ်။တချို့လူတွေကတခါတလေအဲ့ဒီလောကနဲ့တွေ့ဆုံဘူးတယ်လို့ပြောကြတယ်။ဒါပေမဲ့အဲ့ဒီလောကကိုမလေးမစားသွားတဲ့သူတွေကတော့အန္တရာယ်ဖြစ်တတ်တယ်လို့ရှေးလူတွေပြောခဲ့ကြတယ်။ရွာသားတွေကအဲ့ဒီပုံမြင်ကိုနားထောင်ပြီးပိုပြီးကြောက်လာကြတယ်။အဲ့ဒီညမှာရွာနားကတောထဲမှာအလင်းတောက်တောက်တွေထပ်ပြီးမြင်ရတယ်။တချို့ရွာသားတွေကရောဘတ်ကိုကြည့်ပြီးတိတ်တိတ်လေးပြောကြတယ်။အဲ့ဒီနေရာမှာတကယ်တခုခုရှိနေတယ်။ဒါပေမဲ့ဘယ်သူမှသွားစူးစမ်းရဲတဲ့သူမရှိဘူး။ဒါပေမဲ့အဲ့ဒီခရီးသွားလူကတော့စိတ်ထဲမှာမေးခွန်းတစ်ခုကြံနေတယ်။အဲ့ဒီညမှာသူမြင်ခဲ့တဲ့အရေးလိုလူကဘယ်သူလဲ။အဲ့ဒီအလင်းတွေကဘာလဲ။တညမှာသူကဆုံးဖြတ်လိုက်တယ်။တောထဲကိုတစ်ခါထပ်သွားမယ်လို့ညလယ်ရောက်လာတဲ့အချိန်မှာသူကတိတ်တိတ်လေးတော့ဘက်ကိုရှောက်သွားခဲ့တယ်။တောထဲမှာတော့တိတ်ဆိတ်နေတယ်။လေတောင်မတိုက်ဘူး။သူကတဖြည်းဖြည်းအနက်ဆုံးနေရာကိုဝင်လာခဲ့တယ်။အဲ့ဒီအချိန်မှာအဝေးမှာအလင်းတောက်တောက်တစ်ခုထပ်ပြီးမြင်လာတယ်။အဲ့ဒီအလင်းကတဖြည်းဖြည်းလူပုံစံလိုပြောင်းလာတယ်။သူကအဲ့ဒီကိုကြည့်ပြီးတိတ်တိတ်လေးရက်နေခဲ့တယ်။ပြီးတော့တောထဲကနေအတန်တစ်ခုထပ်ကြားလာတယ်။မင်းဘာကြောင့်ပြန်လာတာလဲ။သူ့နှလုံးခုန်တန်ကတခါထပ်မြန်လာတယ်။